ကျွန်တော်ကတော့ Google Studio ရဲ့ channel ပိုင်ရှင်ပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာဒီဗီဒီယိုတင်ရတဲ့အကြောင်းရင်းကကျွန်တော်ဒီ YouTube တင်ရပါတော့ကျွန်တော်တို့ရဲ့ဒီ channel တွေအများစုကိုအိမ်အောင်သားတဲ့ content ဆိုပြီးတော့ဖြတ်ချရပါတော့အဲ့လိုဖြတ်ချတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ဒီ channel က audio book channel တခုဖြစ်တဲ့အတွက်ကျွန်တော်တို့ audio အတန်ပိုင်းကိုပဲအဓိကထားပြီးတော့တင်ဆက်တာဖြစ်တဲ့အတွက်ဒီ human effort လို့အမည်ရတဲ့ကျွန်တော်တို့ဒီ channel ရဲ့အားဆိုင်မှုပေါ့နော်လူကိုယ်တိုင်အားဆိုင်မှုမရှိဘဲနဲ့လုပ်တဲ့ channel တခုဆိုပြီးတော့ YouTube ကအဲ့လိုမျိုးသတ်မှတ်ပြီးတော့ဖြတ်ချရပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ကဒီနေ့မှာ YouTube တင်ကိုလည်းမြင်အောင်ကျွန်တော်ရဲ့ဒီအားပေးနေတဲ့ပရိသတ်တွေလည်းမြင်အောင်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်မှာအတန်သွင်းရင်တော့ကျွန်တော်ကဒီ Brady Mic နဲ့ကျွန်တော်ဒီဖုန်းလေးနဲ့ကျွန်တော်က balance အနေအတန်သွင်းနေပေါ့နော်ပြီးလို့ရှိရင် edit ရင်တော့ကျွန်တော်ကဒီဖုန်းလေးကဒီအတန်သွင်းပြီးသားကိုကျွန်တော်ကဒီမှာဒီ tablet နဲ့ပြန်ပြီးတော့ edit ပြီးတော့တင်နေပေါ့နော်ကျွန်တော်ဒီဇလန်းတွေကဆိုရင်တော့စာရေးဆရာမပန်သူငယ်ကိုကျွန်တော်ကဒီချိတ်ဆက်တယ်ပေါ့နော်ချိတ်ဆက်ပြီးလို့ရှိရင်ကျွန်တော်ဒီဇလန်းတွေကိုစာမူကလေးဆရာမတွေတိုင်ပင်ပြီးတော့ကျွန်တော်တို့ကယူတယ်ယူပြီးလို့ရှိရင်ကျွန်တော်ဒီဇလန်းတွေကိုကျွန်တော်ကိုယ်တိုင်အတန်သွင်းတယ်ကျွန်တော်ကိုယ်တိုင် edit တယ်ပြီးကျွန်တော်ကိုယ်တိုင်ပဲတင်တယ်ပေါ့နော်နေအတန်ကျွန်တော်ဒီဇလန်းလေးအတန်သွင်းတာဘယ်လိုသွင်းလဲဆိုတော့ကျွန်တော်တစ်ချက်ပြောရမယ်နော်တောင်ဆွေမှာနေကွေသွားနေပြီရေဦးမီဆိုတာနဲ့အရှိယူမကအရေးဝတ်စုံကြီးကိုခြုံပြီးတော့ငိုင်ပြီးတော့မဲ့အဖို့တယောက်အသွင်ကိုဆောင်းတော့တယ်တေကိုသမားတို့လုပ်ငန်းသိမ်းလိုက်ကြတယ်မမောင်ခင်အချိန်တွင်စမ်းချောင်းကလေးကိုသွားပြီးအလူရဲ့ရေးချိုးကြတယ်သူတို့လူစုမှာသူအပါဝင်အားလုံးက18ယောက်တိတိကျွန်တော်အတန်သွင်းတော့ဒီလိုပဲသွင်းတယ်ပြီးလို့ရှိရင်ဒီရဲ့အတန်လေးကိုမှကူးရအောင်နော်အဲ့ဒီလို့ရှိရင်ကျွန်တော်ဘယ်လို edit လဲဆိုတာကိုပြပေးမယ်ကျွန်တော် edit လို့ရှိရင်တော့ကျွန်တော်ကတော့ပုံအများစုမှာသုံးတယ် Gamma Star ပဲသုံးတယ်ပေါ့နော်ကျွန်တော်အတန်တွေကိုဒီမှာယူပြီး edit တဲ့အခါမှာကျွန်တော်ဒီလိုလေး edit ပါတယ်ဒါတော့ကျွန်တော်ရဲ့ဒီအတန် file ပေါ့နော်အတန် file ကိုကျွန်တော်ဒီမှာထည့်တယ်ဒီကောင်လေးကတော့ကျွန်တော်ရဲ့ဒီနောက်ခံအတန်ဝင်လေးတော့ကျွန်တော်တို့ AI နဲ့ပြန်ထုတ်တယ်ပေါ့နော် edit ရင်ကျွန်တော်ဒီမှာပါGoogle Studio Channel ကနေဗိဒ္ဓံများအားလုံးကိုရွေးထွေးစွာကြိုဆိုလိုက်ရပါတယ်ခင်ဗျာဗိဒ္ဓံကြီးတို့ရေစလိုင်းတင်ဆက်ဖို့ကလည်းနှောင်လေးကြာလိုက်ကြားထဲမှာဖေဖော်ဝါရီ၄ရက်2009ခုနှစ်မတ်လ3ရက်အခင်းဖြစ်နေမှာနေထိုင်သူများဟုတ်တိကျွန်တော်ဒီလိုမျိုးအတန်တွေကိုကျွန်တော်ဒီထည့်ပြီး edit ပြီးတဲ့အခါမှာကျွန်တော်ဒီမှာ export ထုတ်တယ်export ထုတ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ပဲဒီ channel မှာတင်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကို YouTube တင်လဲမြင်အောင်လို့ကျွန်တော်ကတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ဂျားထဲမှာကျွန်တော်ဇလန်တင်ဆက်တာကျွန်တော်တလာနီးပါးရှိတော့ပဲပေါ့နော်အဲ့ဒီတော့လည်းပိတ်သက်တွေအားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာနောက်ရက်ဒီမှာကျွန်တော်အတန်ကိုလည်းကိုယ်တိုင်အားထုတ်ပြီးတော့ပြန်ပြီးတော့စူးစမ်းပြီးတင်ပေးပါမယ်ဂျားထဲမှာလူမှုရေးကိစ္စတွေရောကျွန်တော်ကျမရေးနေငယ်ချိုးတက်နေတဲ့အတွက်အတန်မသွင်းနိုင်တဲ့အတွက်အတန်မသွင်းဖြစ်တာပေါ့နော်အဲ့ဒီတော့လည်းစောင့်မျှော်နေတဲ့ပိတ်သက်တွေအားလုံးကိုအနူးညွတ်မဲ့တောင်းပန်ပါတယ်ခင်ဗျာ